ဆိုးရတယ်ကျွန်တော်လည်းကျွန်တော်မှာကိုပြင်ထွက်တာကဲဒီနေ့ကျွန်တော်တို့ညီကိုနှစ်ယောက်မင်္ဂလာလဲမှာကမကြီးထဲတဲ့ကိုချစ်လူလူစီကိုကျွန်တော်တို့လူနာသတင်းမေးသွားနေပါတယ်အယူကြီးသွားကျွန်တော်တကယ်ချင်းအယူအောင်မှတကယ်ကြီးတွေ့ရင်လို့တဲ့ဆိုတော့သွားဒီလိုနဲ့သူကျမ်းမာရေးကောင်းလားမကောင်းလားဆိုတော့ကျွန်တော်တို့ကတော့ဒီအင်တာဗျူးတွေမှာတော့မြင်တယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာသူ့ကိုကျွန်တော်တို့ဒါမတွေ့တာဆိုရင်နည်းနည်းကြာသွားပြီဖြစ်တဲ့အတွက်သူ့အခြေအနေလေးဘယ်လိုရှိမလဲပေါ့ဗျာအဲ့ဒါကျွန်တော်တို့ညီကိုနှစ်ယောက်သွားပြီးတော့လူနာသတင်းမေးသွားပါတယ်သူရဲ့ဆောက်ရှောက်ရေးစင်တာကိုသွားနေပါတယ်ပေါ့နော်အဲ့ဒါကျွန်တော်ညွန်မှန်းတဲ့ဟိုအားလေးကိုသူရောက်သွားပြီပေါ့ဟိုရင်တော့လူပြန်လောကနဲ့ကင်းကသွားပြီးကိုပေးသူကားလေးမယောင်းရင်ချိန်အဲ့ရနေစပြီးတော့သူပင်နာမှာသူ့ရဲ့အကြီးကျန်တဲ့အချိန်မှာအများဆုံးသူ့ကိုလက်တွဲခေါ်ပြီးတော့အပေါ်ပေးလုပ်ပေးခဲ့တာတော့ကျွန်တော်ပဲဒီမှာလည်းချိန်ရလုပ်ပေးရမှာပဲလေတကယ်ချင်းကောင်းဆိုတာတော့သူချီသွားမယ်ပြီးလို့ချင်းသူရဲ့ကျမ်းမာတဲ့ချိန်ကြည့်မယ်ပြီးလို့ရှိရင်သူ7ရက်နေ့သူအဲ့ရနေပြီးတော့ကိုကလိုက်လို့ရှိရင်ကိုကလိုက်လို့ရှိမှသွားနေမယ်ဟုတ်တယ်အဲ့ဒါတကယ်ဆင်ပြီးတော့လိုက်ပို့တာပေါ့ဟိုတော့ကိုကလိုက်လို့သွားစီစဉ်လာခေါ်မယ်ဆိုလဲပေါ်စီလေးပေါ့တော့တော့တကယ်ချင်းပေါင်းနေဆိုတော့ဘာမှာပေါ့သွားကြည့်မှသူရှိတယ်နော်ကဲအဲ့တော့လိုက်ခဲ့ပါဦးလို့မမဲဒါမဲ့ဒါဆရာဒါကျွန်တော်ဆိုရင်ဆရာချစ်လို့ခေါ်တယ်ပေါ့နော်ဆရာချစ်ကသူကကန်ကောင်းတယ်ပြောမှာကိုကြလားဘာလို့လဲဆိုတော့သူကကိုကြီးကျွန်တော်တို့ဆိုလဲတားခဲ့တာပဲနော်တားခဲ့တာဆရာချစ်မတောင်းနဲ့သူကညာတောက်တာများတဲ့အတွက်သူအစားမဝင်တော့ဘူးဒီလိုဒီချိန်ကြီးရောက်လာမယ်မှန်းဆိုတာတော့ကျွန်တော်တို့ကကြိုတော့တွေးထားပြီးသားသူကကန်ကောင်းတာတကူကကိုခေလိုင်းနဲ့ပြန်ပြီးတော့သူတွေ့သွားတာဟိုကသူ့အတွက်ကတော်တော်ဖျားပေးတဲ့စုလက်အကြီးပဲဟိုအဲ့တော့ကျွန်တော်တို့ညီကိုနှစ်ယောက်ကပြောချင်တာဗျာဒီကိုခင်လိုင်းနဲ့မငယ်လေးကိုလေကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ချစ်တဲ့ကျွန်တော်တို့အခုဆရာပေါ့နော်ဒါအကိုကြီးဆိုလည်းအခုတငယ်ချင်းကျွန်တော်တို့ကျန်းကျန်းမာမာလေးပြန်မြင်ရတော့မယ်ပေါ့နော်သူရဲ့အမှုပညာလှူရှားမှုလေးတွေကိုကျွန်တော်တို့နဲ့အတူတူပေးသက်ကြီးရလဲပြန်ညှော်လေးစောက်စားနေတယ်ပေါ့နော်သူရဲ့ပညာတွေကအရန်ကောင်းတယ်ဗျာအဲ့တော့သူရဲ့ဟာသားတွေမှာလည်းကျွန်တော်တို့ကြိုက်ခဲ့ဘူးတယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့သူကျမ်းမာလာတာကိုပဲကျွန်တော်တို့တွေကမျှော်လင့်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့သွားပြီးတော့ကြည့်မယ်ကြည့်လို့ရင်ဒါပေမဲ့ကျွန်တော်တို့ကတော့ဒါသွားကြည့်ပြီးတော့ပေါ့နော်ဒါအားပေးမယ်တော့ပါပဲကျွန်တော်တို့ဆရာဟိုဥခင်လိုင်တို့ဒါကိုခင်လိုင်တို့မငယ်လေးတို့ကနေဒါဆရာချီတို့ဒါသူတို့ဆောက်ရှောက်မယ်လို့တော့သူတို့ဒါပြောထားတယ်ဆိုတော့ဒါအတိုင်းမသိကျွန်တော်တို့ဘက်ကလည်းဒါဝမ်းသာပါတယ်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဟိုဘက်ရောက်လို့ရှိရင်ဆက်ပြီးတော့ရိုက်ပြပေးမယ်အခုပါလဲအန်ခစုဖိုင်မှာလိုက်နေတယ်မက်ဆင်ဂျူပိုင်းကလည်းကျွန်တော်ကျတော့ရိုက်ကျွန်တော်ရိုက်ကွင်းမှာကျတော့မောင်တော်မလေးလိုဖြစ်နေတော့လေကျွန်တော်ဘကိုးဘက်တွေတွားရလို့ရှိရင်အမညာကြီးတွေတွားရရတယ်အဲ့တော့မက်ဆင်ဂျူပိုင်းကလည်းသူကလည်းလက်ချင်တာပေါ့သူလည်းချစ်တာဟုတ်သူမောင်လေးလိုဖြစ်တော့သူမက်ဆင်ဂျူပိုင်းတော့ခေါ်မယ်မက်ဆင်ဂျူပိုင်းတော့ခေါ်ဖို့ကချစ်လို့မသိသေးဘူးဆပ်ပရိုက်တိုက်တယ်အခုကျွန်တော်တို့ဒါမြောက်တကုံလေးရောက်ပြီမြောက်တကုံလေးရောက်ပြီဆိုတော့ဒီကနေပြီးတော့ကျွန်တော်တို့အန်ဒီပိုင်ကိုတော့ခေါ်မယ်အန်ဒီပိုင်ဆိုတော့အန်ဒီခေစိုးပိုင်ပေါ့နော်ဝင်ခေါ်မယ်ပြီးရင်ကျွန်တော်တို့ဆော့ရှော့ရေးစင်တာကိုတွားမယ်တွားပြီးတော့ဆက်ရှိဘာလို့အဲ့လဲပြီးလို့ရှိရင်ကျွန်တော်တို့သူ့သတင်းလေးပါလေးမေးပြီးတော့ပေါ့ဗျာပေးကြပြီးတော့ကျွန်တော်တို့ပြန်ကြမယ်ပေါ့ဗျာအကြလို့ရှိရင်သူ့ရဲ့နေသားကိုလည်းမြင်ရမှာပေါ့နော်သူ့ကိုချစ်တဲ့ပြည့်တဲ့မြင်ကြရမှာပေါ့နော်ဟုတ်ကဲ့ပါကဲဘာမှအခုဒါဒီလောက်နေပဲကျွန်တော်တို့နားလိုက်ပါမယ်ပြီးရင်ကျွန်တော်ဆက်ရိုက်ပြပြီပါဟုတ်ကဲ့ပါအခုကျွန်တော်တို့မြောက်တကုံရောက်ပါပြီမြောက်တကုံကနေထွက်ရင်အန်ဒီပိုင်တို့ကတောင်တကုံမှာနေရပြီနော်တောင်တကုံမှာဝင်ခေါ်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒီကနေပြီးတော့မှတ်နဲ့လမ်းနေပြီးတော့အဲ့ဒီဆောက်ရှောက်ရေးစင်တော်သွားမှာပေါ့လေနော်ဘာလို့လဲဆိုတော့လူနာတော့မဟုတ်ဘူးဗျာနော်သူကရက်ဖြက်စင်တာပေါ့နော်အမှရက်လေးပြတ်သွားပါပြီကွာလတီသွားဝင်တာအခုရက်လေးပြတ်သွားပါပြီဟိုနေ့ကဆိုလို့ရှိရင်ဒါကိုစီဖြိုးတင်ထားတဲ့ဖို့လေးပါတွေ့ရတာတော့အရင်ရတဲ့ဆိုင်တော်တော်ကြီးကိုပြောင်းလဲသွားတာတော့တွေ့ရတယ်နောက်သူ့မှာလေချစ်စရာကောင်းတဲ့အချက်လေးတစ်ချက်ရှိတယ်သူကတလိမ့်ဆန်လေးတွေချစ်တယ်ဗျာသူကခွေးပေါ့နော်ခွေးတွေကိုသူရမ်းချစ်တယ်ဘယ်လောက်ထိချစ်လဲဆိုရင်ကျွန်တော်အိမ်မှာခွေးတွေမွေးထားတယ်ဟိုမြန်မာခွေးတွေရောသူမဟိုပါပေါ့ဒီတယ်လီယာလေးတွေရောကျွန်တော်မွေးထားတာသူကအိမ်လာမယ်ဘာလုပ်လဲဆို
အဲ့ခွေးတွေနဲ့ဖတ်ပြီးတော့ စကားပြော အိတ်တာစကားပြောတယ်အိတ်တယ်အဲ့လုံးခွေးနေတာပဲဗျာကျွန်တော်တော့အဲ့လိုမလုံနဲ့သူကခွေးလေးတွေကိုသူချစ်တယ်ဗျာအဲ့ဒီဟာလေးတွေကတော့သူအတွက်အခုလိုမျိုးကုညီဆောင်းမဲ့လူပေါ်လာတယ်ဆိုတော့အဲ့ဒီကုသိုလ်လေးတွေလို့လည်းကျွန်တော်ထင်တယ်ဗျာဘလို့ပဲဖြစ်ဖြစ်ပါပဲပြောဗျာကျွန်တော်တို့ညီကိုတွေကျေးဇူးတင်နေတာတော့ဒီကိုခင်လိုင်းနဲ့မငယ်လေးဆိုတာတော့ကျွန်တော်တို့အထက်ကပြောပြပြီဗျာဘာကြောင့်လဲဆိုတော့ဒီကိုခေလိုင်းကြတော့ဗျာသူ့ဆရာသမားဖြစ်တဲ့အတွက်သူနားထောင်နေဗျမင်းမတောင်းနဲ့ဆိုရင် तू မတော့ဘူးတော့ तू နားထောင်သေးတယ်ဒါပေမဲ့ကျွန်တော်တို့လည်းပြောတာပဲဗျာဟုတ်တယ်မအကိုကြီးသူလည်းပြောတာပဲ တောင်းနေလဲပြောတာ ပြီးတော့ဖြတ်တယ်50ရပြီးပြန်တော့တယ်အဲ့လိုပေါ့ဗျာဒါကိုခေလိုင်းရိုးနဲ့ကြတော့သူဆရာတပည့်တွေဖြစ်သွားတဲ့အခါကျတော့ပြီးတော့ကိုကောင်းတယ်ပေါ့ဗျာသူအထင်းကိုလေးဖြစ်သွားတယ်ပေါ့ဗျာနော်သူတယောက်တည်းနေရတော့ဗျာပြန်တောင်းမိမယ်လို့ကျွန်တော်ထင်နေလားအဲ့တော့ဆရာချုပ်လည်းကျွန်တော်ပြောချင်ပါတယ်ပြက်လက်စားနဲ့ပြက်ပါစေတော့ဗျာဘာလို့မှလဲရက်ဆိုတာကိုတောက်ခဲ့ပြီးသွားပြီဗျာဟုတ်တယ်မလားအဲ့တော့ကိုကြံရှိတဲ့တက်တန်းလေးမှာအကောင်းဆုံးလေးတွေနဲ့ပဲကြော်ဖြတ်စီးချင်ပါတယ်ကျွန်တော်တို့ညီကိုနှစ်ယောက်ကနေပြီးတော့အဲ့လိုမြင်ကွင်းမျိုးလေးတွေပဲထက်မြင်ချင်ပါတော့တယ်ဗျာဟဲ့ကိုကြီးတငယ်ချင်းကိုလည်းပြောပြောရမယ်ပြောတော့ဘယ်ကွယ်မှာညပြော တဲ့ပဲတော့အောင်ပါလေပြောမယ်ဆိုတာကကိုချစ်လူလို့ပေါ့သူကတော့ရင်တော့ဒီတော့အရှိကြီးပဲဒီလိုပဲဆိုတော့သူအဲ့လောကထဲမှာသူစိတ်တွေလေးပြီးလွင်မဲ့တဲ့အချိန်မှာကျွန်တော်ကဘာလို့လဲကျွန်တော်အန်တီဗီဒီတွေရိုက်တယ်အဲ့တော့သူကကားလေးချီသေးတယ်ဟိုးဘင်္ဂလားတော့အနမ်းပင်အဲ့မှာသူ့ကျွန်တော်စပြီးတော့နေဖြစ်တာခင်သွားအနမ်းပင်ရောအောင်မှာကျွန်တော်သွားရိုက်နေတာအဲ့မှာသူကအတိမပေးဘူးပေါ့ဗျာအတိမပေးမဲ့ကျွန်တော်မှသွားရိုက်တာမဟုတ်ဘူးလို့လည်းပါတာပေါ့သွားရိုက်တော့အဲ့တော့နောက်ကနေလိုက်ချူတင်နေထမင်းချူတင်ထမင်းစားငါကြီးလည်းဒါကြောင်းအဲ့ဒီနေအောင်လေးနဲ့အမှန်ရတန်းပြီးတော့ကားနောက်ဖုံးလေးခွင့်ပြီးမတက်တရပြီလမ်းလက်ကပြပြရတော့အဲ့မှာလေချင်းလူလိုက်လာဟောကွာအဲ့တော့ခဏရက်ပြီးတော့သူရှိပြန်လာပြီတော့ကျွန်တော်ပြောတော့အဲ့တိုက်လာပေါ့အဲ့ကျွန်တော်ပေါ်တိုင်အောင်နေကြီးတာအဲ့ရစားပြီးတော့ကျွန်တော်ရှူတင်သွားရင်ပေါ်သွားတယ်ကျွန်တော်ပွဲလေးထွက်တယ်တော့အဲ့ဒီရစားပြီးလူမြန်ပါလာတော့ပါလာဟုတ်တော့ကလိုက်တယ်ဒါနဲ့သူလူပညာတော့မလုပ်တော့ဘူးမလုပ်တော့အပြောပေါ့ဗျာဟိုဘော်ဒါကဲတော့ပဲဘော်ဒါကဲတော့ပဲလိုက်တယ်ဆိုတော့တော့သူဆိုရပါဆိုကျွန်တော်တို့လူမြန်ကကိုလေးရှိတဲ့ခါကျတော့ခဏလောက်လူစင်မောတက်တောင်းကနာစိတ်ပြေလဲပြောင်းတက်လိုက်တယ်ဟိုလူပညာကြီးလည်းမယူတော့ဘူးယူကျွန်တော်ကသူ့ဟိုအဲ့တော့တင်းဒါမင်းကမလာကနော်မကောက်ကွာမင်းတော်ကဆိုမင်းကိစ္စလုပ်ထိုင်ဆောင်ပြီးတယ်ပွဲပြီးတယ်ဒီနောက်တရက်ဆိုတော့တရက်နေ့ရက်ဆိုတော့အဲ့လိုထိုင်ဆောင်ပြီးတယ်ဗျအဲ့လိုလေးတွေပေါ့အများကြီးပြောရင်တော့အများကြီးပဲပြောပြအောင်ပါကြောင်းလေးတွေဟုတ်ပါပြီဗျာကျွန်တော်တို့အခုအန်နီပိုင်အိမ်ကိုရောက်တော့မယ်ဗျအန်နီပိုင်နဲ့တွေ့ပြီးတော့မှဆက်ပြီးတော့ကျွန်တော်တို့ဆက်ရိုက်ကြတော့မယ်နော်ဟုတ်ကဲ့ပါလေးလာတယ်မေးဘာလို့လဲအဲ့ဒီကမင်းတော့ဘာသွားတော့ဟာဆိုရင်တော့ဖက်လာမနာနော်အဲ့ဒါစစ်ထက်စားတယ်ခံနေခဲ့ပြီညမတော့နီးလာပြီဟာဒီလိုပဲစိတ်ဆိုးနေဘာဖြစ်လို့လဲအရက်မပါဘူးဩတော်လေးရဒီကောင်မှာဘယ်လိုလဲခင်းနေတယ်ဘယ်လိုလဲမျိုးရအစီအပြေလို့သိပြရရအင်းပြရတယ်ရညနေကွာဆိုလည်းဆိုဟုတ်ဟုတ်ကဲ့ပါဘူးဒီညဟုတ်ကဲ့လေးလေးဘုရားမင်းသားဘာမှမရမှာဒီပြည့်နေပြည့်လို့လေးဟုတ်ကဲ့ဒါကလည်းငါဘယ်လိုရရမှာ
ငါရှိရချက်တော့မထားဘောက်ကမှဖြစ်တယ် သူမထွေးမကြည့်သူမထွေးမကြည့်ကောင်းရဲ့ဒီကမျိုးကိုကြည့်တယ်ကျွန်တော်နေသူဘာပြောချင်အဲမာသာဟောဘလောဘလောဘုရားလည်းအဒီလည်းမရှိဘူးဘာလို့လဲဘုရားကောင်းတယ်မာသာဦးလေးစိတ်ပေါ်လေကြာဒီကြည့်ပြီးအဲ့ဒီနဲ့တယ်အဲ့ဒီနဲ့ချာဒီဘူးလေးFred Vatican, era considerado muito Được có khả năng lên gì đâu? မနေ့ကမင်းကျော်မခါကြစားလို့လာပြော Đi mà sao? Chứ nó đi làm này, đi mà đem về. Ai khang ai đây? Từ xí đi rồi. Ai nó lúc tao nó khen nó đã. Cho nó xây dựng đi thì sẽ vi này là tốt quá. Nhỏ cái nào lấy cái, tôi sẽ quên nó là à là được cái rồi. Nó này. Đi rồi. Dạ bây giờ là liên mà đi bây giờ mà nó sẽ có ai. Nó dây đi xây đi xa từ. Bố gọi đây rồi này. Nó nói mà cũng kịp rồi. Nhớ là Câu đâu mà câu cậu mà bị bụi vậy. Mình mà khai mình mà khai Nó cũng mang vào nó xa rồi. ကဲအားလုံးပဲမြင်လာပါအခုကျွန်တော်တို့ကိုချစ်လူစီကနေပြီးတော့ပြန်လာပြီပေါ့ဗျာတွေ့ခဲ့ပါပြီစိတ်ပူနေတဲ့မိသားစုများအားလုံးလည်းစိတ်အေးလို့ရပါတယ်ကျမ်းမာရေးကောင်းပါတယ်သူရဲ့ပိတ်သက်တွေသူရဲ့မိသားစုအားလုံးစိတ်ချမ်းသာလို့ရပါတယ်ဒါပေမဲ့နည်းနည်းလေးပေါ့ဗျာသူကနည်းနည်းလေးကုမစပြီးတော့ရက်ဖြတ်ကစားဆိုတော့တူနူကြီးလေးတော့ရှိတယ်ဆရာကိုခင်လိုက်တော့ကလည်းဝေရေးကြီးအပြည့်အဝထောက်ပံ့ပေးထားတဲ့အတွက်သူကောင်းကောင်းမွန်မွန်နေရတယ်နောက်ပြီးတော့ကောင်းကောင်းမွန်မွန်စားရတယ်ပေါ့နော်ဟိုဘက်မှာဟိုဟာစေးကမ်းမှာရှိတဲ့ဝန်ထမ်းတွေရတယ်သူတော့တော့ဂျန်ကျူဆိုင်တယ်နော်ဗျာနော် Duyên gì tại đấy. Đó 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 nha. Đó đó. Cái mê chưa tôi lại đến. အခုကျွန်တော်တို့သွားတယ်ဗျာကျွန်တော်တို့ဟိုအမှကျွန်တော်တို့သွားတာလူနာကြည့်ဖို့သွားတာကိုကျွန်တော်တို့အမှသမင်းကျွေးလွတ်လိုက်တယ် Quật ta sâu nè bé. စက်သားဝတ်သားငပိရတိုးတွေရနော်ဆန်လို့လည်းကောင်းတယ်ကိုနော် Sang nó. စင်ပြေပါတယ်ဗျာနော်ဒါပေမဲ့တခုလေးပဲကျွန်တော်တို့ကဆရာချစ်ကိုပြောချင်တာကဆရာချစ်ရမတော့ပါနဲ့တော့ဟုတ်နော်ကျမရေပြူဆိုင်ပါဘာကြောင့်လဲဆိုတော့ဆရာချစ်ရဲ့ဟာသားတွေကိုကျွန်တော်တို့အပါဝင် Biết đấy. ဆရာချစ်ရဲ့ပြည်သက်တွေကလည်းမျှော်လင့်နေမှာပဲဗျာနော်ဒီနေ့တွေ့ရတာကိုကြီးတော့တော်တော်လေးစိတ်ချမ်းသာဖို့ Sẽ chán là đấy, sẽ chán là đấy. Sẽ chán là cho từng ngày chiều cho nó. Tất cả nhà biểu cái đấy, yo. Mấy ú cái này mang nghề rồi, mấy chị tu tiền. Từ lúc mấy ú đi bộ lộ, béo lên phiêu, mấy ú cũng nhìn biết cái đó, chị tu mà mình nè. Nào lên,ပြန်lên bao bộ sự gì mà xin nè, đó. Biểu tôi lên clip vào này, ý bảo, cô ya tao nè, đấy hả. Bộ mà lý biển à, biển bảo vào đâu mẹ, tôi clip lên vào này, quá này là, đi đó hoàn toàn đông đi về. Quá này là lá lên là mà. ပြောအောင်မယ်ပြောအောင်မယ်မနေ့ကအေးရနဲ့ထွက်လိုက်တာ8နာရီဗျာ Giao đầu. အဲ့ဒါကိုချစ်စီကိုဖုန်းဆက်လဲဆရာချစ်ကျွန်တော်တို့ဘယ်လာမယ်ဆိုအေးဟိအောင်မင်းတို့ဒီကိုလာခဲ့သူတို့လိမ့်စာညှို့နေပေါ့ဗျာ Okay, tôi vậy. အမေကိုရီးယားတိတယ်ပေါ့ဗျာတိရဆိုတာဘာလို့ဆိုတော့ကျွန်တော်ဆိုလဲကျွန်တော် Kéo dùng ta. ကျွန်တော်အာကိုတာဗျာကျွန်တော်ဟို Google Map ကိုအာတော့ကိုလိုက်တာအဲ့ဒါခင်ဗျားတို့ပြောမယ်နော်အခုမိသားစုများကိုကျွန်တော်ပြောမယ်နော်ခင်ဗျားတို့ Cái nàyဟုတ်တယ်ပြောပြလိုက် Google Map ကိုမယုံနဲ့တော့ကျွန်တော်ဒုက္ခရောက်ခဲ့ပြီဘာလို့ဒုက္ခပြောအဲ့တော့ဗာလေဘာလဲ စိတ်ပန်းမြ စိတ်ပန်းမြိုင်အဲ့ဘောထားပေါ့စိတ်ပန်းမြိုင်စေးဟိုပါပေါ့ဗာလေ သူကူစကန် အထူးကူစေကဆိုကျွန်တော်
Google မှာရိုက်ရှာလိုက်တော့ပေါ်တယ် ဓမ္မပေါ်တော့တောင်းတယ်တော့ ဘို့ပြောပြတယ်အဲ့ရ Google မှာကိုရအဲ့ဟိုအနိပါခေါ်ပြီးပြီအနိခေဆိုပါကျွန်တော်ခေါ်ပြီးပြီဟိုအနိပါပြောတယ်ဟေးနင်တို့မဟုတ်ဘူးဒီဘက်မှာနော်အမဟုတ်ဘူးကျွန်တော် Google မှာကြည့်ထားတယ် ဘုမမကိုလုံးဝသူက ကိုကြီးဒီမှာတရားဆိုတော့အဲ့ကျွန်တော်မောင်းတာ မောင်ညာမောင်လာညွန်နေတာဆရာကြီးက ဖေး home လေဗျာ Google Map ကပေကိုပြလဲမှတ်တယ်ကျွန်တော်ဟိုဗလေဟိုအရှိတကောင်ဟိုတကောင်တက်ကတော်ရှေ့ကအရင်တော့ဖွင့်ခဲ့တဲ့အဟောင်းကြီးကိုပြဟာအဲ့နဲ့ရောက်တော့ မရှိတော့ဘူး ဒီဘက်ဂိမ်းမှာမဟုတ်ဘူးဝင်နေတယ်မေးတော့မဟုတ်ဘူးဟိုဘက်ဂိမ်းကဝင်တော့နောက်ကျောင်းပြန်လဲ အဲ့ကိထောက် အဲ့ဂိမ်းဝင်အဲ့တော့မဟုတ်ဘူးလေပြောင်းသွားပြီတဲ့တော့ဟာ မရှိတော့ ပြီဘောအဲ့နဲ့ပြန်ထွက်သူတို့လမ်းညွန်ခိုင်းတော့ဘယ်ဟုတ်မလဲဟိုချွာသားကြီးစေးုံကြီးအနာပေါ့ဗျာ အဲ့ရနောက်တဲ့ပတ်ဝင်တော်ဝင်ရသေး အဲ့ တယ် ဒါနဲ့သွားပြီးတော့ဟိုမေးဒီမေးနဲ့ရှင်းနာကြီးကထွက်လိုက်တဲ့ဟာဟို12နာရီလောက်မှရောက်တယ်အမေမောကိုကြက်ကွေးရပါတော့ညာကွေးပါညာကွေးပါအဲ့နဲ့ဟိုဘယ်ဆက်ချင်းကလည်းဘာဖြစ်လဲဆိုတော့ပရမတော့ မင်းစားဖို့တော့မစိတ် ဖုံးဆက်ပါတယ်ပရမဟျောက်နေမင်းတို့ဘယ်နာရောက်ပြီလဲဘယ်ကလာငါဘယ်သူကိုစောက်ခိုင်းတာတယ်ဗောဗျာသူတို့ကပြောရှာပါတယ်ဒါပေမဲ့ကျွန်တော်တို့လည်းငါတို့သိတယ်ဘယ်ဟုတ်မလဲGoogle အားကိုနေဗော12နာရီလောက်လေရောက်ဟိုကအမေဖုံးတော့ဆရာမဖုံးမကင်တော့ စိတ်တွေဆိုသမင်းတူစားအောင်စားအောင်နေရချစ်တယ်လို့ ဟိုမှာဟိုထမင်းဝိုင်းကိုပြင်ပြီးတော့ကျွန်တော်တို့စောင့်နေတာဗောဗျာအဲ့ဒါဘာဖြစ်လဲဆိုတော့မေးသွားတယ်ထားပါတော့ဗျာစနစ်ခွဲလောက်ကိုသူ့စီရောက်သွားတယ်တီဗောဗျာကျွန်တော်တို့ညီကိုတွေဟိုစနစ်ခွဲလောက်သူ့စီရောက်တော့အမေအပေါက်ကနေခိုင်းထောက်ပြီးတော့ဟာမျက်နှာကြည့်ရတော့ရှင်ပြပဲဗျာဒါပေမဲ့ ကောင်းပါလေ တခုလေးပါပဲဗျာ तू စိတ်ချမ်းသာတခုပြော तू ထမင်းတော်တော်စားတယ် အားမစားတော့စား ထမင်းတော်တော်စားတယ်ကျွန်တော်တို့တော့ နှစ်ယောက်စားပါ ဟိုပင်မန်းလို့လားဟိုဘာဖြစ်လို့လဲတော့ကျွန်တော်တို့ဟိုတပကံပဲစားနေတယ်ကိုဒါပေမဲ့ तू ကလေကျွန်တော်တို့လည်းစကားတပြောနဲ့ထားတာနိုင်ဝဲတနာရီပြုမဲ့တော့ပကံကုန်နေဆရာဝန်တော့ရောက်လာတော့မှပြောက်ကိုပြီဆရာဝန်ရောက်လာတော့ကိုချစ်လူရေဟိုဆရာဝန်ပြဖို့ဆိုတော့မှအမေ तू ကအဲ့တော့ပြီးတယ်ဗောဗျာ အဲ့တော့မှစားပြီးကဘာပြီးရ တော်စိတ်ချမ်းသာတော့ကောင်းတယ်ဗျာဒါပေမဲ့တော့နည်းနည်းလေးတော့ဟိုအသားလေးဟိုမျိုးလုံးလေးနည်းနည်းတော့ဝါတယ်ဒါကလည်းဟိုသူစေးရုံကသူ17ရက်နေစင်မှာဘူးเนาะ17ရက်နေစင်လို့ရှိရင်ဒါကိုကင်လိုက်တော့မငယ်ကိုကင်လိုက်တော့လာခေါ်လို့ရှိရင်သူကဒါကတော့ကိုကင်လိုက်တော့ဘလို့တွေစီစီပေးမယ်ဆိုတော့ကျွန်တော်မသိဘူး ကျမ်းဆောင်းမှုတွေလုပ်ပေးမှာပေါ့ ကျမ်းဆောင်းမှုတွေသူတို့လုပ်ပေးမယ်ပေါ့เนาะကျွန်တော်တို့တော့ဘော်ရာကန်အနေထားနဲ့ပဲကျွန်တော်တို့သွားခဲ့တာပါဟို ကြာနေကြာတော့ ကျမရဲ့အခြေအနေကတော့ကောင်းပါတယ်စားတော့လေအရင်တော့ဆိုရင်သမင်းမစားတဲ့လူ စား ကြီး နာ อ่ะ မစားနိုင်စားနိုင် အရင်တော့သမင်းမစားဘူးဆိုသမင်းတော်တော်စားတယ်ကိုရီးယားစားတယ် တော်စားတယ်အားကျွန်တော်လည်းစားတာပေါ့ကိုတော်စားတာဝမ်းနေတာမစားကြည့်ပြီ ဆရာချင်းကိုပြောမယ်နော်အိမ်လေးမခေါ်ဘူးဘာလို့ဆရာချင်းတော်တော်သမင်းစားတယ်နော်ကျွန်တော်အိမ်လေးမခေါ်တော့ဆရာချင်းကပထမကျွန်တော်ပြောတာဘာဖြစ်လဲကျော်မင်းငါအိမ်လေးမခေါ်ဘူးမင်းသမင်းတော်တော်စားတယ်လို့ပြောတာအခုဆရာချင်းဝင်းလေပြီဆရာချင်းကျွန်တော်သမင်းစားမခေါ်တော့ဘူးဒီပါပါဒါ ဒါ တော့ ပါလေမနာတော့တော့တငယ်ကြီးယူသားကပြောပြမယ်ဆိုလို့ရှိရင်ဒီလောကတွေကနေကိုဗစ်ကာလတောက်ချောင်းလုံးနဲ့ဒီခုချိန်ကြီးအောင်သူ့ဘဝအကြီးကျန်နေတဲ့ဘဝတစ်ချောင်းလုံးမှာတော်တော်များများလူမြန်သမားတွေမှာကျွန်တော်သူ့ကို ကိုကြီးဆော့ဆော့ သူကြီးစောင်းကြောင်းမှုတွေတက်ထန်တဲ့လောက်တွေကျွန်တော်ဘဝညံသာပေးခဲ့တာကျွန်တော်ပဲအများဆုံးကျွန်တော်ပဲဗျာသူလည်းသိပါတယ်ကျွန်တော်ရသအောင်ပြောဆိုရှိပါတယ်ဒါပေမဲ့သူကျွန်တော်ဖြစ်နေတဲ့ဘဝကိုကျွန်တော်တိုင်ရောက်သွားတယ်အဲ့တော့ကျွန်တော်ဝမ်းသာတယ်သူ့ရဲ့ကြီးပြောတာမင်းကဖြစ်နေတာအဲ့ဘဝ ဟုတ်တယ်ကိုကြီးချစ်တာနော် စီပြောတယ်ဒီအခုရောက်သွားတဲ့ခါကျတော့ကျွန်တော်ဝမ်းသာတယ်အဲ့ဝမ်းသာသွားတဲ့ခါကျတော့အပဲပြီး तू ကလူပညာဝမ်းသာပြည့်တယ်ဗျာတော်တော်ပြည့်တယ်ဗျာပြောရင်တော့ ပြည့်တာမို့ရှင်းလာ ရှင်းတော့အဲ့တော့သူ့တဲ့ဟိုနေပြည့်တဲ့လူတော်မှာ तू စူးစမ်းနေရတယ်အများကြီးပြည့်အတွက် तू လုံးပြီဆိုလို့ရှိရင်တော့သူ့ရဲ့ ပေးတဲ့မိသားစုတွေလာမှာပေါ့ နော်သူ့ရဲ့တင်ဆက်မှုတွေသူ့ရဲ့ page တွေဒီဟာတွေနဲ့ပတ်သက်ပြီးတော့ပေးတတ်ကြီးကဟိုတို့လူဟိုမမ်ဟိုပြောင်းလေးနေသေးတဲ့ချစ်လူလှုပ်ရှားမှုလေးတွေ မြင်အောင်ပါပေါ့မြင်ရမယ်ပြီးတော့ ဒုံနေခိုင်းတော့ရိုက်တော့မယ်နော် ဒုံနေကားလေးသူရိုက်တော့မယ်လို့ပြောတယ်ဝမ်းသာတယ်အဲ့ဒါ ဒီ လေး ငါးကြီးရိုက်တော့မယ် စောင့်မျှော်ပြီးတော့အားပေးလိုက်ပါဒါပေမဲ့ကျွန်တော်နောက်ရက်ဒီဘက်စနေနေ့ကိုအားလို့ရှိရင်ကျွန်တော်ချစ်တယ်လူနဲ့ကျွန်တော်နဲ့သူဒီဘဝလေးရနေပြီးတော့သူစပြီးတော့
ဟိုအဲ့အကြောင်းလေးတွေကိုကျွန်တော်ပြန်ပြောပြမယ်အတင်းပြောမယ်ဒါပေမဲ့မကောင်းတာမဟုတ်ပါဘူးကောင်းတယ်သူရဲ့စိတ်ရင်းကောင်းတဲ့အကြောင်းလေးတွေကျွန်တော်ပြန်ပြောပြမယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် ကိုခေလိုင်းနဲ့မငယ်ကိုလေကျွန်တော်တို့ညီကိုလေးကျေးဇူးတင်ပါတယ်ခင်ဗျာ ကျေးဇူးပါတယ်အလူပြေကိုခင်လိုင်းနဲ့မငယ်တို့ကျေးဇူးတင်ပါတယ်တို့မရှိရင်သေပါ တေးမ ကျွန်တော်ပြောရဲတယ်ချစ်လူကသေတော့မှာကျွန်တော်လည်းပြောလို့မရတော့လွတ်ထားလိုက်တာဟုတ်လားသေတော့မှာကျွန်တော်အမျိုးမျိုးကယ်ခဲ့တယ်သူ့ကိုအများကြီးလုပ်ပေးခဲ့အများကြီးလုပ်ပေးတော့ကိုဆူရဖို့ပေါ့နော် तू ကလည်းပေါ့နော်ဒီလိုတော့ရှိတယ်ဗျာ तू ကလည်းဗျာ तू မှာလည်း तू အဖော်အားဆိုတာအရက်ပဲရှိတယ်ဗျာ ရှိတယ်ဟုတ်တယ်သူအပန်းပြေတရားသူစိတ်ကြီးသူ့ရဲ့စိတ်တွေကို relax ဖြစ်ဖို့သူ့ရဲ့ အရက်ပဲရှိတယ် तू အရက်ကိုပြုတ်ပလိုက်တဲ့အချိန်မှာကျွန်တော်တို့ဆိုတာဗျာကျွန်တော်တို့ဆိုရင်သူ့ရဲ့ညီလိုတပည့်လိုနေလာတာပေါ့နော်အကိုကြီးဆိုရင်ဒါတငယ်ချင်းလို့ဆိုကျွန်တော်တို့ပြောခဲ့တယ်ဒါပေမဲ့ဖြတ်လေ4-5ရပဲဗျာ ပြတ်တယ်4-5ဆိုဖဲဖြတ်တယ် ပြန်တောက်တာပဲဆိုတော့ဒါပေမဲ့အခုကိုခင်လိုင်တို့မငယ်ဆိုကြတော့သူ့ရဲ့အကူလိုလေးဖြစ်တယ်ဆရာလိုလေးဖြစ်တယ်ဆိုတဲ့အတွက်သူတို့သူကဘယ်လိုပြောသူ့မှာဟိုစီးလေးတစ်ခုဖြစ်သွားတယ်ဗျာဆိုတော့ကိုသူစတဲ့နေ့ဆင်းရွာဆင်းနေဆိုရင်လေသူဒါကိုခင်လိုင်တို့ channel မှာသူသွားနေတော့မှာသူ့ကျွန်တော်တို့စခဲ့တယ်ဆက်ချစ်ချမလားတော့ပြီးတဲ့ရောက်တယ် ငါရှိလာတာပဲလားမဟုတ်ဘူး မတော့တော့ဘူးတဲ့သူ့အရဲဝိုင်းခေါ်ရင်တော့မတော့တော့ဘူးဆိုကျွန်တော်တို့မှကြာပင်မန်းတာတော့ပင်မန်းတာဆိုလို့ပါဟိုသူ့နေရာလေဟိုတအားရှားလွယ်တယ်ဗျဟိုဂျုံကလောင်ဟိုဘူဂဲမတော့မရှိတဲ့နေရာမျိုးမှာကျွန်တော်တို့ ဆက်တာပါ တော်ဒုက္ခလေးရောက်ပါတယ်ဗျာ ကားစီတဲ့သိဖို့ပြေးတာဟိုမှာတော့ကိုချာစီတော့လေးတော့မပြောကြဘူး စီတသိမ်းမကုန်နေ ဒါပဲ အဲ့ဒါနဲ့အော်ဆရာချင်းနဲ့တွေ့ဟိုပြီးတွေ့တယ်ပါညာဆိုထမင်းတော့မလေးကိုတွေကိုတော့ထမင်းဝမ်းနဲ့စောင့်နေတာ တောင်းနေတာ ဒါပေမဲ့ကိုရင်းနဲ့တွေ့တော့ရှူနဲ့ဒေါသထွက်နေတယ်မဲဟောပါတယ်ဒီပိုင်းကလည်းပါတော့ကိုရတဲ့မှာသူကလည်းစိတ်ကိုတွေကိုအဲ့လောက်risk one ဖြစ်တော့ ကြည့်တယ်မကြ ပြီးတော့ထမင်းတွေကျွေးတော့ပျော်ရွှင်ရွှင်ပါပဲညီကိုတွေဗီဒီယိုရိုက်ဓာတ်ပုံရိုက်ပေါ့လေသူရဲ့ shape plan ကိုပြောပြတယ်သူကိုခဲလိုက်လို့နဲ့ပဲသူနေတော့မေပေါ့လေနော်သူရှေ့မှာ plan တွေပြန်လှုပ်ရှားတော့မယ် လူပညာတွေပြန်လှုပ်ရှားတော့မယ် ဝမ်းသာတယ် သူရဲ့မိသားစုစီကိုသူရဲ့ပေးတဲ့မိသားစုစီကိုသူအကောင်းဆုံးပြန်လာတော့မယ်ကျွန်တော်တို့ပြောတယ်ဆရာကြီးရက်တောက်မယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့သူ့အကြောင်းသူသိပါပြီသူဘာကြောင့်လဲဆိုတော့ချစ်လူကကျွန်တော်တို့သိတဲ့လောက်ပြောရင်သူကဂရီတကူကိုသူလွယ်လွယ်နဲ့သူမပေးဘူးနော်ဟုတ်တယ်နော် ဟုတ်တယ် ပြီးပြီးတဲ့ဂရီကိုသူမဖြတ်ဘူးဆိုတာကျွန်တော်တို့ယုံတယ် အားတော့ ခေအောင်တယ်မင်းတို့ငါ့ကိုကွာတဲ့ရက်ဝိုင်းခေါ်ရင်တော့မှငါအဲ့ဒီရက်ပလင်းတွေကိုရင်နွေးထည့်ပြီးတော့ အမှထိုင်တော့မယ် ထိုင်တော့ပြီးတော့မင်းတို့ပြောတဲ့စကားကိုငါနားထောင်မယ်ကွာဆိုတော့ဝမ်းသာတော့ဗျာဘာလို့လဲဆိုတော့ဖြစ်စေချင်တာလေကျွန်တော်တို့ကငကိုတွေကဖြစ်စေချင်တဲ့လူတွေဗျာကိုတွေအာဘော်နဲ့ပြောမရလို့ဒါလွတ်ထားတယ်ကိုရဲ့အချစ်ဆုံးအကူဆိုလဲဟုတ်တယ်ကိုကြီးဆိုလဲအချစ်ဆုံးဟိုတငယ်ချင်းဆိုလဲဟုတ်တယ်အခုကျတော့သူ့နိုင်တဲ့လူလေးတွေ့ရောသူ့ပြောင်းလဲဖို့ဖြစ်သွားတာပေါ့ဗျာ ပြီးပြီလေဟုတ်တယ်မလားဒီအကိုခင်လိုက်တော့မငယ်တို့စကားမှနားမထောင်ရင်ဟုတ်တယ်မလား တေးမသူလည်းဒါပဲယူတာတစ်ခုပဲယူရတော့မှာလေ ဒါမဲ့လေသူကအခုပြောပါ နားလားနဲ့ငရဲပြီ သူနားထောင်ပါပြီ နားတော့မယ်တဲ့ငက်ပြင်းနဲ့ငရဲပြီသူတစ်ခုပဲယူရတော့မှာဒီအောက်ကိုယူရင်ငရဲပြီကြောင့်ကိုကလိုင်းနဲ့အငယ်တို့နားတော့စကားနားတော့လာတာနဲ့နက်ပြီပဲဒါမဲ့ तू ကပြီးပါတယ်သူလည်းလူတယောက်ဆိုတော့အသိဉာဏ်ယူတော့သူယူလိုက်တယ်ဝမ်းသာတယ် ဒါမဲ့ဝမ်းသာတယ်ဒါမဲ့ကိုကြည့်အဆက်ချစ်ကန်ကောင်းတယ်ကန်ကောင်းတယ်ဆိုတာလေ तू က तू ကိုခင်လိုက်ဒိုးတာမကဲရင် အာမင်း တိမ်ပါဝနိုင် အမင်းကပြောတယ် ဘာကြောင့်လဲဆိုတော့ကိုရတယ်ဟိုလေဟိုသူ့အနေထားရကိုအသေးဟိုဘိုက်အောက်တယ်ဆိုတော့အမအစာအိမ်လည်းမဟုတ်ဘူးဘာလည်းမဟုတ်ဘူးအသေးရောင်တာ ဖြစ်နေတယ်ရောက် ပြီးတော့ तू ပြောရမယ်ဆိုတော့ဗျာနည်းနည်းအသားလေးတွေနည်းနည်းလေးဖောတာလေးတွေရှိတယ်ဟိုမျက်လုံးဝါတာလေးတွေရှိတယ်ဒါပေမဲ့ तू အရင်လိုဘိုက်မအောက်တော့ဘူးထမင်းကတော့တော်တော်စားတယ်မနေ့ပိုင်းဆိုရင်မနေ့ကဗာလဲအဲ့ဒီကဗာလဲ မင်းရောနှစ်ပွဲ ဟို Nesma လေးကပြောတယ်မနေ့ကထမင်းကျော်ဟိုနှစ်ပွဲစားတယ်တဲ့ဟလားပြီးတော့နေကင်းပိုင်းဆိုလဲနှစ်စလုံးလောက်တီးရနော်တီ
တီးရတော့ကျွန်တော်အံ့ဩတယ်ကိုရီနဲ့ခင်ခဲ့တဲ့တောက်လျှောက်မှာလေ ခမင်းအဲ့လိုမစားခဲ့ဘူး အရက်ပဲတောက်တာ တောက်ဖို့ပဲ အရက်ပဲတောက်တာအမီးကျွေးနေတော့မှလေပဇွန်တကောင်တော့ဖဲ့ပြီးအဲ့ကိုရီးယားအဲ့တစလုံးလုံးမီးကုန်ရင်သူအဲ့ဘယ်တော့တစ်ဖက်သူမကုန်သေးဘူးအဲ့လောက်ထိကိုအရက်ကိုကြိုက်တဲ့လူအခုသူအရက်ကိုမုန်းသွားပါပြီလေဗျာ ဝမ်းသာပါတယ် ဝမ်းသာတယ်ကျွန်တော်တို့ကတော့ဝမ်းသာတယ်သူ့ချစ်တဲ့မိသားစုပြည်သက်ကြီးများကလည်းဝမ်းသာမယ်လို့ကျွန်တော်ညွှန်လင့်ပါတယ်ဗျာဘာကြောင့်လဲဆိုတော့အရင်လိုမင်္ဂလာလှည့်ရလို့ခက်ထဲတဲ့ခြာတိတ်လေးလိုမျိုးပြန်မြင်ရတော့မှာပါဗျာကျွန်တော်တို့အကိုနော်